အားလုံးပဲမင်္ဂလာပါဂျိမ်းကူနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တော့အရွက်လေးတွေနဲ့ပေါ့နော်မိုးလေးတွေနဲ့ရိုးရိုးရှင်းရှင်းတုပ်စားကြမယ်ပေါ့နော်ဆိုတော့ကျွန်မကတော့ရင်မုန်ညင်းရွက်နဲ့မုန်ညင်းဖြူနဲ့ပေါ့နော်ရှိတာအိမ်မှာရှိတဲ့ဟာဒီရွက်လေးရှိတာဖြစ်တဲ့အတွက်ဒီရွက်လေးကိုအရင်ပြုတ်မယ်ရင်နွေးဆူလာပြီဆိုရင်ဆေးကြောထားတဲ့မုန်ညင်းဖြူနဲ့မုန်ညင်းရွက်ကိုထည့်မယ်ပြီးရင်အစိမ်းရောင်လေးမပြောင်းသွားအောင်ပေါ့နော်စားထည့်ပြီးပြုတ်ပါဖြစ်ပါတယ်ရပြီးဆိုရင်တော့အရွက်လေးတွေပြန်ဆယ်ထားပြီးတော့ပဲတီဘိုးစားပဲတီကိုပြန်ပြုတ်မယ်ဒီညမှာတော့အစကမုံကြီးရွက်ပြုတ်ထားတဲ့အရည်နဲ့ပဲပြန်ပြုတ်ပါတယ်ဆိုတော့ဘိုးစားပဲတီကကင်ကြည့်လို့သူကပြော့လာပြီဆိုရင်ထုတ်လို့ရပါပြီပေါ့နော်ဒီညမိတ်ဆွေတို့အနေနဲ့အရန်ကြက်တဲ့ဟာပဲလိုချင်တယ်ဆိုတော့နည်းနည်းကြာပြုတ်ပေးပါဘိုးစားပဲတီကြက်ပြီဆိုရင်ပြန်ဆယ်ထားပြီးတော့မိုးတေချာဆေးပြီးတော့မိုးပြန်ပြုတ်မှာပေါ့နော်ဒီညမှာမိုးကတော့အကြာကြီးတော့ပြုတ်เสียမလို့ဘူးပေါ့နော်အရန်ကြီးဟိုဟာဖြစ်သွားရင်လည်းသူကအကုန်ပြဲရွဲကုန်တာပေါ့နော်ဆိုတော့မိုးပြုတ်ပြီးပြီဆိုလို့ရှိရင်မိုးကင်ကြည့်လို့သူ့ရဲ့ဒီအရင်ပေါ့နော်အရင်နားလေးကိုကင်ကြည့်လို့သူကနည်းနည်းလေးပြော့ပြီဆိုရင်တော့ဒါထုတ်ယူလို့ရပြီပေါ့နော်မိုးကြက်ပြီဆိုတော့မိုးလည်းရပြီဆိုတော့ပြုတ်ပြီးသားအရွက်တွေအကုန်လုံးကိုတေချာလေးအရည်လေးညှစ်ထုတ်လိုက်တယ်ပေါ့နော်ဆိုတော့ပြီးရင်ပဲဒီကိုလက်တစ်စစ်လောက်ပေါ့နော်ကိုကြိုက်တဲ့အနေတော်လောက်လီးမယ်ပြီးရင်မိုးလည်းလီးမယ်မုန်ကြီးရွက်ကိုလည်းလီးမယ်ဒီညမှာကျမကတော့ဒါရိုးရိုးရှင်းရှင်းပေါ့နော်အစိမ်းတုပ်မှာဖြစ်တယ်ပေါ့နော်ဆိုတော့နနံပင်ကိုတော့ကျမမပြုတ်ဘူးအစိမ်းပဲလီးထဲတယ်ဘာဖြစ်ဆိုပြုတ်လိုက်ရင်နနံပင်အနံ့ပျောက်သွားမှာဆိုလို့ပေါ့နော်ကျမနနံပင်အနံ့ကိုကြိုက်တာဖြစ်တဲ့အတွက်နနံပင်ကိုအစိမ်းပလေးလီးထဲတယ်ပြီးရင်ကြက်တွန်နီပလီးထားထဲမယ်ကြက်တွန်ဖြူစင်းထားတဲ့ဟာလေးထဲမယ်နန်းထောင်းထဲမယ်ပြီးရင်စားထဲမယ်ကြက်သားမုံထဲမယ်ပြီးရင်ငရုတ်တီးမုံထဲမယ်ဒီညမှာကျမလောင်းထဲလိုက်တာဒါကတော့စီဘူးပေါ့နော်စီကိုပူနေအောင်တည်ထားတဲ့စီဘူးကိုအပေါ်ကနေလောင်းထဲလိုက်တာဖြစ်ပါတယ်ပြီးရင်အချင်းလေးလဲစားမှာဖြစ်တဲ့အတွက်တံပရာဒီကိုလည်းညှစ်ထည့်ပါတယ်ဒီညမှာမိတ်ဆွေတို့အနေနဲ့ငရုတ်တီးအမုံကိုမတုံးပဲအစိမ်းကိုတုံးမယ်ဆိုရင်လည်းအစိမ်းမုံငရုတ်တီးစိမ်းကိုပလီးထည့်ပြီးတုံးလို့ရပါတယ်ဆိုတော့ကဲအစားအလုံးစုံပြီဆိုတော့နယ်ပြီးတော့နယ်တေချာတမအောင်နယ်မယ်ပေါ့နော်ဒီညမှာဘယ်လိုပြောမလဲဒါစီအများကြီးမတုံးထားတာမတုံးထားဘူးပေါ့နော်ကျက်သွန်နီလေးလဲစီတက်ပြီးတော့မတုံးပဲရိုးရိုးရှင်းရှင်းအစိမ်းလေးတုတ်စားမှာဖြစ်တဲ့အတွက်ပေါ့နော်ဆိုတော့တမအောင်မွေမယ်မွေပြီးပြီဆိုရင်အရတာမြေးပြီးတော့သုံးဆောင်လို့ရပါပြီအားလုံးပဲအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်